ဒီကြပြန်စဉ်းစားကြည့်ရင်ကိုပေါ့နဲ့ကိုပဲကိုဖြတ်တန်းလာတဲ့အတွေ့အကြုံကကိုတယောက်တည်းပဲသိတယ်ကိုလုံနေရတဲ့အကြောင်းအရာတွေအားလုံးကကိုတယောက်တည်းပဲသိတယ်အဲ့ဒီအချိန်မှာကိုပြင်ပ external factor တွေနဲ့သူများနဲ့တွားပြီးတော့အရှင်းလို့မရအောင်ဘေးရန်တိုင်းလို့မရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နောက်ဆုံးစကားပြောတဲ့ဗီဒီယိုအနေနဲ့ကြိုဆိုပါတယ်ဆိုတော့ဒီနေ့park တကူရမှာလေ park တကူရမှာကြောက်တဲ့ရောက်နေပြီအထွေထွေတော့တည်တယ်တက်တယ်တော့မဟုတ်ပါဘူးဒါပေမဲ့ဟိုရဲ့တွေးလေးတွေးမြင်တွေးကြုံနေဒီက share လုပ်ချင်တယ်ဆိုတော့လောဆယ်ပြောချင်တဲ့အကြောင်းအရာတစ်ခုအနေနဲ့ပြောမှဆိုရင်တော့ကိုတယောက်တည်းရဲ့ဒီရှိမှုပေါ့တယောက်တည်းဒီရှိမှုဆိုတာဘယ်လိုလဲဆိုတော့ဘယ်အောင်ဆိုကိုတယောက်တည်းဟိုလို lonely ဖြစ်တာမျိုးမဟုတ်ဘဲနဲ့တော့ဒီဘယ်လိုခေါ်မလဲဘဝမှာစင်ပြေရင်ရှိတယ်မပြေရင်ရှိတယ်တယောက်နဲ့တယောက်လမ်းကြောင်းတူတာရှိတယ်မတူတာရှိတယ်အကြိုက်တယ်တူတာရှိတယ်မတူတာရှိတယ်ပြီးတော့ရေးကြီးဆုံးတော့ကိုဘယ်နေရာတွေမှာရောက်နေလဲဆိုတာမတူကြဘူးပေါ့ဆိုတော့အဲ့ဒီတွေ့တဲ့အချိန်မှာအဓိကခုချိန်မှာliving မြန်မာပြည်မှာနေရတာတော့စမပြေဘူးဒီမှာနိုင်ငံခြားရောက်နေရတော့ဟုတ်တယ်ဒါပေမဲ့နိုင်ငံခြားရောက်နေလို့နိုင်ငံခြားနေပြီးတော့ habits ကားတွေနဲ့ motivation ကားတွေပြောမှမျိုးတော့မဟုတ်ပါဘူးအဓိကဘယ်လိုခေါ်လဲစင်ပြေလေးကိုစိတ်အေးချမ်းလေးဘယ်လိုနေထိုင်လို့ရမလဲဆိုရဲအကြောင်းအရာလေးတွေတွေ့ကြုံနေတယ်မှာဒီအရာလေးတွေတစ်ချက်မျှဝေချင်ပါတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကဒီလိုဘယ်တော့မှအဲ့လိုသိစကားပြောတာတွေဗီဒီယိုတွေပုံနည်းနည်းမှပုံတင်မလားပါညာတော့ရှိရဗီဒီယိုတွေလည်းမရှိဘူးတူသဖြင့်ဒီလို public ကြီးမှာကင်မရာထောင်ပြီးတော့စကားထမ်းပြောဖို့ဆိုတာတော့မှဘယ်တော့မှမစဉ်းစားခဲ့ရတာဖြစ်ပါဘူးဒါပေမဲ့ဒီချက်စဉ်းစားကြည့်တော့ကျွန်တော်ပြောတယ်ကျွန်တော်ဘောကကျွန်တော်ပြောလို့ကိုဘောနဲ့ကိုလမ်းကြောင်းနဲ့ကိုအတွေ့နဲ့ကိုအတွေ့အကြုံတွေဖြတ်တန်းလာရတဲ့ခက်ခဲကိုအမြင်တွေကအားလုံးကကိုပါပဲအဲ့လိုမျိုးပဲကျွန်တော်ပြောလို့ရတယ်ဒီကကြတော့ being yourself ပေါ့နော်ဆိုတော့တော်များပြောလို့ဒီခေတ်မှာအကောင်လုံးကတော်များ be yourself ပြောတယ်ဒါပေမဲ့ချိန်ထဲမှာဘယ်လိုခေါ်မလဲပြဿနာပေါင်းစုံရှိတယ်ဒီတိုင်းမှာအခုဆိုရင်လည်းမြန်မာပြည်မှာဘို့ဆိုရယ်ဒီမှာနေတဲ့လူရောနိုင်ငံသားမနေတဲ့လူရောသူ့အနေနဲ့သူခက်ခဲရလူတိုင်းခက်ခဲမရှိရင်ထဲမရှိတာတော့မဟုတ်ဒါပေမဲ့အခုချိန်မှာဆက်ရမပို့ပြီးတော့ limitation တွေပိုများလာတယ်များလာတော့ပို့ပြီးတော့ pressure တွေပိုများလာတယ်ရှေ့ဆက်ဘာလုပ်ရမလဲအနာဂတ်တွေမသိတော့တာများလာတယ်။အခုဒီမှာနိုင်ငံသားတွေမှာနေလို့ဟာဒီလိုဟိုလိုကြီးဘယ်လိုခေါ်မလဲဆရာကြီးလုပ်ချင်လို့ဆရာလာလုပ်ပါလားမပြောချင်တာမဟုတ်ဘူးဒါပေမဲ့အဓိကဒီလိုခံခဲနေတဲ့အချိန်မှာအလိုအဆုံးဖြစ်တဲ့ဆုံးအကြောင်းအရာတစ်ခုဆိုလို့ရှိရင်စဉ်းစားကြည့်တယ်ကိုပြောမယ်ဆိုခုနပြော being yourself ပေါ့ခုချိန်မှာသူများတွေရှေ့ရောက်နေရရှိမယ်နောက်ရောက်နေရရှိသူများတွေတော်နေရရှိမယ်တက်နေရရှိမယ်ကိုယ်နောက်ကျတာရှိတယ်ဒါပေမဲ့ဒီကြပြန်စဉ်းစားကြည့်ရင်ကိုပေါ့နဲ့ကိုပဲကိုဖြတ်တန်းလာတဲ့အတွေ့အကြုံကကိုတယောက်တည်းပဲသိတယ်ကိုလုံနေရတဲ့အကြောင်းအရာတွေအားလုံးကကိုတယောက်တည်းပဲသိတယ်အဲ့ဒီအချိန်မှာကိုပြင်ပ external factor တွေနဲ့သူများနဲ့တွားပြီးတော့အရှင်းလို့မရအောင်ဘေးရန်တိုင်းလို့မရအောင်အဲ့လိုမျိုးပဲဆိုတော့ကျွန်တော်ကိုယ်တိုင်ခုဒီတက်ရောက်နေပြီတက်နေပြောမှဆိုရင်ပွဲရလှုပ်ကလေးမွေးလို့ရတဲ့အနေထားရမယ်ဒါပေမဲ့အခုဒီအဲ့ဒီချိန်တွေတခုမှဖြစ်နေရတယ်ဆိုတော့ဒီနေရာရောက်ဘလို့ဖြစ်ကိုအတွက်အဆင်ပြေဆုံး
ကိုယ့်အတွက်စင်ပြေဆုံးနေထိုင်နိုင်မဲ့ lifestyle ကကိုတယောက်တည်းအတွက်ကိုအဆင်ပြေနေပြီပြီးတော့တခြားမိသားစုဘာညာအတွက်စဉ်းစားတာလည်းပါတော့ဒါတော့တမင်းတော့ခုနပြောရဒီအခြေအနေအားလုံးဘယ်လိုဖြတ်ကျော်မလဲဆိုပြီးတော့မိကွန်းထုံးမယ်ဆိုရင်စိတ်ထဲမှာအချမ်းများဖြင့်ပြောရရင်ပထမဆုံးအနေနဲ့ကိုယ့်အခြေအနေကိုလက်ခံတာမျိုးပေါ့ကိုယ့်အခြေအနေကိုလက်ခံတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ကိုယ်ဘယ်နေရာမှာကိုရောက်နေရလဲအဲ့ဒါအမှန်တိုင်းဟိုလိုခင်မှာdelusion ဖြစ်တယ်ဆိုပေမဲ့လူကတော့ဒီသူများကိုကြည်ရင်းနဲ့ပဲကိုမေ့နေကြတာများတယ်ကိုအနေထားအမှန်ကိုစင်မှန်ကိုဘာတွေသိနေလဲကိုဘာတွေမသိနေလဲပြန်ပြီးတော့စဉ်းစားရမျိုးလေးနေရတာပေါ့လေနေတဲ့အတွက်ကိုဒီ self conscious နဲနေတဲ့အချိန်မှာပို့ဆိုးပြီးတော့အဲ့လိုဘယ်လိုဖော်မလဲကိုလက်မခံနိုင်တဲ့စိတ်ကိုသူများနဲ့ရှင်မိရဲ့အချိန်မှာကိုအခက်ခဲတွေရှင်နေဒီပေါ်မှာမူတည်ပြီးတော့စိတ်တော့ကတွေ stress တွေ anxiety တွေဖြစ်စီမှုတွေရမ်းများတာပေါ့လေဆိုတော့ဇာပြင်စားကြည့်ရင်ကျွန်တော်ပထမဆုံးစစ်နေနဲ့ကိုလက်ခံတယ်ဆိုတော့ကိုကဘာတူလဲကိုဘယ်နေရာရောက်နေလဲကိုဘယ်နေရာသွားကျင်တဲ့နေရာပါလဲကိုဘာလို့ဒီကအရာကို identify လောက်တာပေါ့ identify ဆိုတာကိုစိတ်ကောကိုအရာအလုံးပေါ့ identify လောက်ပြီးတော့ကိုဘယ်ရှိသွားကျင်တာလဲကိုသိအောင်ရင်လို့ကိုဘာလုပ်ချင်တာလဲသိအောင်လို့ပတ်စံနေအများကြီးရှာပြီးတော့အောင်မြင်တိုးတက်ရမယ်ဆိုတဲ့အကြောင်းအရာမဟုတ်ဘူးဒီကကိုဒီလူဘဝမှာနေထိုင်ရတာကိုကဘာလို့ပြောရှင်စီရလဲကိုဘာကြိုက်တာလဲကိုဘာမကြိုက်တာလဲဒီအကြောင်းအရာအားလုံးကိုအဲ့အားလုံးရင်လက်ခံအောင်ကိုအားနည်းနေရရှိတယ်အားသာနေရရှိတယ်ကိုနောက်ရောက်နေရရှိတယ်ကိုဘလို့ချင်းနေရောက်ဒီချင်းတွေကိုရင်ဆုံး acknowledge လုပ် identify လုပ်အောင်ပြီးတော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်ထင်တာကခုနပြောတဲ့ကိုရဲ့ကိုအရာအားလုံးကိုသိသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကကိုဒီကနေယုံထွက်တာမယုံထွက်တာခက်ခဲတဲ့ယုံထွက်တာယုံမထွက်တာဆိုတာထက်ကိုဘလို့နေထားမှနေခြင်းလဲဆိုရယ် point တစ်ခုကိုရှာတာမျိုးပေါ့ဟိုမှာကိုပစံရှာခြင်းလားအောင်မြင်ခြင်းလားစီးပွားရေးလုပ်ခြင်းလားလူပညာရှင်လုပ်ခြင်းလားဘယ်လိုကောင်းမလဲဘယ်ဘာပညာတစ်ခုသင်ခြင်းလားဘာလုပ်ခြင်းလားကိုအတွက်ကိုပျော်မဲ့အရာပါဖြစ်မလဲဆိုတာမျိုးကိုတတလုံး career အနေနဲ့ပဲဖြစ်ဝါသနာရပဲဖြစ်ကိုဘာဆက်လုပ်ချင်တာလဲလောက်ရမှာတခုရှာရမယ်လို့မဟုတ်ဘူးဘာမှမလုပ်ချင်လဲဘာမှမလုပ်ဖြစ်ဘူးဒါပေမဲ့ခုနပြောတဲ့ stress anxiety ဖြစ်လာခုနပြောတဲ့ပြဿနာတွေဖြစ်လာရင်တော့ဒါကတော့တခုတော့လွယ်နေပြီဆိုတော့ဒီကြတော့ကိုနေရတာကျင်းတဲ့စင်မဲ့အရာတွေကဘာရှိမလဲဆိုတာကိုအရင်ဆုံးရှာဖွေရမျိုးနောက်တစ်ဆင့်မှာရှာဖွေရမျိုးရှာဖွေပြီးတော့ဘာဆက်လုပ်မလဲအဲ့ခုန process နှစ်ခုလုံးမှာသူများပြင်ပဘာမှတော့ထည့်စဉ်းစားလို့မရအောင်စဉ်းစားမရအောင်ဆိုတာကသူများဘာဖြစ်နေလဲကိုဘာဖြစ်နေလဲဒီ society ကကျွန်တော်တို့ဒီဘာ expectation ထားတာလဲကျွန်တော်တို့ကဘာတတ်နိုင်တာလဲမတတ်နိုင်တာလဲဒီအဲ့ external factor ဒီ external expectation is ဒီ norms ဒီပြောရမစို့ပတ်ဝန်းကျင်ဒီကျွန်တော်တို့ community society တို့တဲ့ပြင်မှာပြီးလူမှုပတ်ဝန်းကျင်ရဲ့ standard တွေဒီအလုံးမှာကောင်းမယ်ဒီရပဲလောက်ရမယ်ဆိုတော့သူတို့ရဲ့ expectation တွေအရာအလုံးမိထားတယ်မိပြီးတော့ကိုယ့်ရဲ့အစစ်မှန်အရာအလုံးသိအောင်ကြိုးစားတာပေါ့လေဆိုတော့အဲ့ lesson ပြီးသွားရင်ဘာဆက်လုပ်လဲဆိုတော့
အရာလုံးကို focus လုပ်လိုက်ပါခုနremember you're the center of the universe လို့ပါလို့အဲ့လိုက်မပြောပြောချင်တာကဒီလူဘဝတဲ့တန်တစ်ခုမှာကိုယ့်ရဲ့နေထိုင်မှုကိုယ့်ရဲ့ life ကကိုယ့်ရဲ့ကြိုက်ချင်းမကြိုက်ချင်းပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းကအရာလုံးကိုတစ်ခုတည်းရဲ့ဒီ outcomes ကနေဖြစ်လာမျိုးပေါ့ဥပမာကိုကဒီအရာတစ်ခုကိစ္စတစ်ခုကိုလုပ်တယ်လုပ်ချင်တယ်ဆိုတာမျိုးချင်ခုနလိုရှာဖွေတဲ့အချိန်ပေါ့တကယ်ရောကိုလုပ်ချင်တာလားသူများကအားကြလို့လားသူများကဒီလိုဖြစ်နေလို့ society ကဒီလိုဖြစ်မှမင်းကအောင်မြင်တယ်မင်းကတော်တယ်တတ်တယ်လို့သတ်မှတ်ထားလို့ဒါကိုဖြစ်ချင်တယ်လားဆိုတာမျိုးအဲ့လိုကိစ္စရရှိတယ်ဆိုတော့ဒါပေမဲ့တေချာစဉ်းစားကြည့်ရင်ခုနပြောလို့ကိုကလာကိုပဲကိုဘဝကိုပိုင်တင်တယ်ကိုခုနပြောရကိုရဲ့ဒီဆန္ဒတွေမိသားစုဆွေမျိုးတွေဒီတော့ကိုဆန္ဒရှိတာတွေကတော့ဒါရတတ်ပဲလေဒါရလည်းကိုခုနကိုဘဝလှုပ်ချင်တယ်ကိုဘဝရဲ့ဒီဘယ်လိုခေါ်မလဲအိမ်မက်တွေကတခုပေါ့လေဆိုတော့ဂျန်နဲ့ဘယ်အရာမှကို influence မရှိအောင်ကိုတယောက်တည်းရဲ့ကိုဘယ်သူလဲကိုရဲ့ခုနပြောတဲ့ဒီဖြစ်တည်မှုတွေကိုရဲ့တကယ်ပျော်ရွှင်မှုဒါရအလုံးကိုတယောက်တည်းအတွက်ကိုပဲအာရုံထားပြီးစဉ်းစားလိုက်တာဥပမာခုနပြောတဲ့ဒီဘောလန်းကြောင်းတွေမတယောက်နဲ့တယောက်မတူတယောက်က privilege ရှိတယ်တယောက်က privilege မရှိဘူး privilege ကိုမှနည်းနည်းရှိရများများရှိရလုံးဝမရှိတာရှိတယ်သူတပြင်းကျွန်တော်မြန်မာပြည်မှာပို့ဆိုးရတယ်ဆိုတော့အခုချိန်မှာဆို privilege ကပြည့်လို့တော့မှရှိဖို့နည်းနည်းလောက်နေရတယ်အနေထားရောက်ပါတယ်ဆိုတော့အဲ့ချိန်မှာခုနပြောလမ်းကြောင်းတွေတယောက်နဲ့တယောက်မတူတော့ကန်နေလည်းမတူတော့ခုနသူတပြင်းမြန်မာပြည်မှာလူတိုင်းမြန်မာပြည်မှာရှိနေတဲ့လူတွေလည်းရှိနေလို့နိုင်ငံသားရောက်ဟိုသွားအကုန်ရောက်ကုန်တာလည်းရှိဆိုတော့အဲ့ချိန်မှာ chaos တွေဒီဟိုဟာတွေထဲမှာ loss မဖြစ်အောင်ကျွန်တော်တို့အရင်လောက်ရမှာပေါ့ဆိုတော့ဒီမဖြစ်အောင်ခုနပြောတဲ့ဒီကိုအရင်ဆုံးလက်ခံတယ်ကိုဘာဖြစ်နေလဲကိုမားတာတွေရောမှန်တာတွေရောကိုကြိုက်တာရောမကြိုက်တာရောပြောတာရောမပြောတာတွေခရရဖြစ်တယ်ကိုနောက်ရောက်နေရလားရှေ့ရောက်နေရလားနောက်ကျန်နေရလားဒါအားလုံးကိုကအမှန်တိုင်းကိုဘယ်လိုကလက်ခံတာလဲလက်ခံပြီးတော့နောက်ထပ်တစ်ဆင့်နောက် point ပဲ point တူသွားချင်တာလဲကိုဘာလောက်ချင်တာလဲဆိုတာမျိုးထက်ရှာပြီးအရာအားလုံးကိုအဲ့ point ကိုဘေးက external factor တွေကိုမေ့ထားမေ့ပြီးတော့ကိုယ်တိုင်ရဲ့အတိအသန့်ပျော်ရွှင်မှုကိုရှာရင်းနဲ့ဒီဖက်မှာလည်းဒီ society ဒီ capitalism ပြောမလားဒီဘွဲရမယ်လှုပ်ရမယ်မိသားစုအတွက်စဉ်းစားရမယ်အိမ်အောင်ပြုတ်ရမယ်စင်ရှာရမယ်ကုမ္ပဏီတစ်ခုထောင်ရမယ်အိမ်ကောင်းဝယ်ရမယ်ဆိုတော့ဒါဒီအကြောင်းအရာတွေကလည်းဖြစ်နိုင်တယ်လို့ဒါပေမဲ့အဲ့ဒီတာမန်လူတွေဖန်တီးထားတဲ့ဒီ system တစ်ခုကိုကတဲမှာကို loss ဖြစ်သွားရင်တော့ loss ဖြစ်သွားရင်တော့ကိုခုနပြောတဲ့loss ဖြစ်သွားတဲ့အချိန်မှာခုနပြောတဲ့ပြဿနာကြီးအများကြီးဖြစ်လာတယ်အခုလောလောဆယ်မှာလည်းအဲ့လိုပေါ့နော်ဆိုတဲ့အချိန်မှာခုနရှာဖွေပြီးတော့အချိန်ထဲမှာနောက်တစ်ဆင့်ကဘယ်အရာတွေကို impact လုပ်နိုင်လဲပါလေ impact ဆိုတာကဟိုလိုကြီးဟိုမေတ္တာရှင်စေတရှင် hero လောက်ရမယ်လို့ပေါ့ဒီလိုချိန်မှာလူတိုင်းကမပြောနေဘူးလူတိုင်းကအဆင်မပြေနေဘူးလူတိုင်းလိုပဲရှိတာဖြစ်မရှိတာဖြစ်နည်းနဲ့များတော့စိတ်တော့ကရရှိတယ်ဒီလိုပေါ့အဲ့ဒီချိန်မှာဘုလိုနေထားမှာနေမြင်ကြပြောက်မြန်မာပြည်မှာအခုဖြစ်တဲ့ငလင်းဖြစ်တဲ့ငမြင်လောလောဆယ်မှဖြုတ်သွားတဲ့အချိန်မှာနေမြင်ကြပြောက်ပဲဘယ်ရမှမတည်မြဲဘူးဆိုတော့ပို့ပြီးတော့သိသွားတာပေါ့နိသိသွားတော့ဘယ်လိုခေါ်မလဲဘဝမှာဘယ်ရမှ
တကယ်ကိုခုနပြောတော့ဖတ်တွေ့စရာရှိနေတော့ရေးမကြည့်တော့ရာအလုံးအောင်တကယ်ကိုပဲဟိုပျက်စီးနိုင်တယ်ပျောက်ဆုံးနိုင်တယ်ဆိုတာဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာတစ်ခုနောက်ထပ်တစ်ချက်တစ်ခုအနေနဲ့စဉ်းစားမိတာကကိုယ့်ရဲ့ relationship ဆိုတာမိသားစုသူတို့ဖြစ်မိသားစုတွေကိုယ့်ရဲ့ဆွေမျိုးတွေတငယ်ချင်းတွေသူတို့တွေနဲ့ဒီသူတို့ဖြစ် internet မှာ social media မှာပြဿနာတွေပေါ့တရားနဲ့တရားဝေဖန်နေရတယ်ဆက်ဆိုနေရတယ်ဒီအပြင်စားကြည့်ရင်ဘာအိမ်မှမရှိဘူးအဲ့လိုပဲစဉ်းစားမိလေဘာလို့ဆိုတော့ကိုရီးယားမှာလူတိုင်းအခက်ခဲနေတဲ့အချိန်မှာသူများကိုသွားဆဲနေရတာဝေဖန်နေရတာဆဲစရာဖြစ်အောင်လုပ်တဲ့လူကလည်းလုပ်တာပါလေဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီခုနပြောရဲကိုစစ်မှန်တဲ့ဒီစစ်မှန်တဲ့ဒီအတိတ်ပဲရှိရဲ့လူတယောက်လူတယောက်လိုပဲပြောမှာဒီ society community တစ်ခုကိုဖန်တီးဖို့ကကျွန်တော်တို့သူရဲ့ကောင်းကြောင်းတွေစဉ်းစားနေမှစားကိုယ်ကိုယ်ရမ်းစပြီးတော့ခုချိန်မှာကွန်ပျူတာစုကိုယ်တငယ်ချင်းမိတ်ဆွေတို့ပို့ပြီးတော့ရှင်းနေတာဆက်ဆံတာမျိုးတို့အဆင်ပြေလားမပြေလားကြောင်းနဲ့ကြောက်ဒီဒိမနေတာမျိုးပေါ့ဒီ connection တစ်ခုရှိနေတာမျိုးပေါ့ဆိုတော့အဲ့ဒါတွေကပို့ပြီးတော့တိတ်ပဲမရှိဘူးလားဆိုတော့ခုနကစူးစမ်းရအောင်မြင်တာတွေဒီခက်ခဲရတွေလုပ်တွေ career တွေအားလုံးအရင်ထားလိုက်ဒီလောလောလတ်လတ်မှာရှိနေတဲ့အနေထားအချိန်လေးမှာကြောင်းနဲ့ကြောက်ပို့ပြီးတော့အတိတ်ပဲရှိအောင်အဲ့လိုမျိုးနေပို့ပြီးတော့မကောင်းဘူးပေါ့အဲ့လေးစဉ်းစားမိရတော့ဆိုတော့အားလုံးဒီပြန်ကြိုးတက်ပါတယ်ဒီကင်မရာထောင်ပြီးတော့စကားပြောရတာတော် effort ထုတ်ရမှာလေဆိုတော့ပြောရတဲ့မှာပေါ့တရားဖြစ်ပြဘာပြောရလဲတော့မသိဘူးပါနော်အဲ့အတွက်မိုက်ပါလေ sorry ပါnow စလိုမျိုး positively ဝေဖန်မယ်ဆိုတော့ဝေဖန်လို့ရပါတယ် negatively ပြောချင်တယ်ကျေးဇူးပြောလို့ရပါတယ်အဲ့တော့ကျေးဇူးများတင်ပါတယ်အားလုံးပဲကြိုးစိုက်ကြပါဒီချိန်မှာအရေးကြီးဆုံးကအတောင်းနဲ့တယောက်ချစ်ခင်ကျင်နာခြင်းပေါ့လေအဲ့တော့ဘယ်လိုကောင်းလဲဒီမေတ္တာတွေကိဝနာတွေကcringe ဖြစ်တာပဲဖြစ်ဘိုးလောက်တယ်ဖြစ်ဒီစဉ်းစားနေတော့ကိုလောက်ချင်တာဖြစ်ချင်တာရာအလုံးကနားပြရပြင်ပ picture နဲ့အတန်တွေ voice တွေပါတော့ကိုယ်မှလည်းကောင်းတော့မှထည့်တယ်လားကိုယ့်ရဲ့စစ်မှန်တဲ့ကို appreciate လုပ်ပြီးတော့စင်ပြီးနေထိုင်ကြည့်ကြပါမယ်ဆိုတော့ကိုယ်တိုင်လည်းဒါရအလုံးကသိလို့တက်လို့ကြောင်းနေရမှာကိုယ်တိုင်လည်းဒီမှာ practice လုပ်နေအောင်လေ့ကျင့်လုပ်နေတဲ့ဟာလေးကိုပြန်ပြီးတော့ share ချင်တာလေ hello ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ချင်ပါတယ်ကျေးဇူးပါ